Quiddio 多စားတော့မှာဖြစ်ပါတယ်။မနေ့အစောကြီးဗျာ။ဒီစိတ်မတော့ခင် breakfast စားမှာဖြစ်ပါတယ်။ breakfast ဘာရှိလဲပြပါမယ်။ဥရရှိမယ်။ကျက်ဥဆက်ရှင်ရှိပါတယ်။အဲ့ပါ great tomato mushroom potato puri bacon sausage saute pasta Thai food oh this is nice this is a pad Thai fried rice rice soup ပဲရှိပါမယ်ဒီ section ရှိပါမယ် with you ဒါတော့ food session ပါ food session ဘယ်မှာတော့ပေါင်မှုတွေနဲ့ဂျန်တွေပေါ့ဗျာဒါတော့စားမယ့်နေရာပေါ့ယူစုလေးတော့ကောင်းနေရနဲ့ယူစုတော်တော်လေးအရသာရှိပါလေတော်တော်မိုက်ဒါတော့တော်တော်လောက်လိုက်တယ်ပေါ့ဗျာbeing potato team how fresh is ready ကွစ်တီကိုတော့စားတော့မှာဖြစ်ပါတယ်တော်တော်လေးကောင်းနေပြီဒီကကွစ်တီကိုပိုကြိုက်လားကြိုက်တယ်မလေး